ပညာရှင်မျိုးသမီးတဦးဟာသူမရဲ့လူနာဖြစ်သူရဲ့စိတ်အာရုံတွေကိုဝင်ရောက်သွားတဲ့အခါမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာတကောင်ကိုမမျှော်လင့်ပဲရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ဇလန်းအစမှာစင်တီယာစိတ်တာဆိုတဲ့အမျိုးသမီးတယောက်ဟာဘာမှမရှိပဲလုံးဝစိတ်ငြိမ်နေတဲ့စာသင်ခန်းတစ်ခုထဲမှာတယောက်တည်းရက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီကြောက်လန့်ကြားနဲ့ရေးသားထားတဲ့ Help me ငါ့ကိုကယ်ပါဆိုတဲ့စာသားတွေအပြည့်ရှိနေခဲ့ပါတယ်။မြုပ်ဝက်ဆန်းကျဲတဲ့ကတုံးလူတယောက်ရှိနေပါတယ်။စင်တီယာကလာရီကိုလွတ်မြောက်အောင်စူးစမ်းဖို့အားပေးပေမဲ့အဲ့ဒီကတုံးလူဟာထူးဆန်းတဲ့စွမ်းအားတွေအသုံးပြုနိုင်ပြီးအန္တရာယ်ရှိသူဖြစ်ကြောင်းသိလိုက်ရပါတယ်။အခြေအနေအန္တရာယ်များလာတဲ့အတွက်စင်တီယာဟာယာယီနောက်ဆုတ်ဖို့ဆုံးဖြတ်ပြီးလာရီကိုဒီစိတ်အာယုံကိုသူကိုယ်တိုင်ထိန်းချုပ်နိုင်ကြောင်းမကောင်းဆိုးဝါးနဲ့စကားမပြောဖို့တကားတွေဖွင့်ဖို့စူးစမ်းဖို့တတိပေးပြီးနောက်တစ်ခေါက်ပြန်လာကူညီမယ်လို့ပြောကာထွက်ခွာသွားပါတယ်။အဲ့ဒီအထိဇလန်းကလာရီရဲ့စိတ်အာယုံထဲမှာအန္တရာယ်ရှိတဲ့အမှောင်စွမ်းအားတစ်ခုရှိနေပြီးစင်တီယာကသူ့ကိုကယ်တင်ဖို့စူးစမ်းနေတဲ့အခြေအနေကိုဖော်ပြထားပါတယ်။စင်တီယာတယောက်သူတို့ကိုကယ်တင်နိုင်ပါမလား။ဒီမကောင်းဆိုးဝါးရဲ့ရန်ကနေကောဘလို့လွတ်အောင်ပြေးမလဲဆိုတာစက်ကြည့်ချင်ရင်တော့ဗီဒီယိုလေးကို like လုပ်ပြီးအသေးပေးခဲ့ပါဦးဗျာ။ follow လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်။